အသက်40ဆိုတဲ့အရွယ်ကိုရောက်လာတဲ့အခါကျွန်တော်တို့အားလုံးနီးပါးသတိထားမိလာတဲ့အပြောင်းအလဲတစ်ခုရှိပါတယ်အရင်တုန်းကကိုစားနေကြအစားတော့ပမာဏကိုပဲစားတယ်အရင်ကလိုပဲလှုပ်လှုပ်ရှားရှားနေတယ်ဒါပေမဲ့ထူးဆန်းတာကအသက်20-30တုန်းကလိုကိုယ်လေးချင်းကမထိန်နိုင်တော့ပဲခါးပတ်လေနဲ့ဖိုက်မှာအစီတွေတဖြည်းဖြည်းစုပုံလာတာပါပဲဒီခါမှာကျွန်တော်တို့ဘာလုပ်ကြသလဲအစားတဲ့အတင်းလျှော်စားတယ်ထမင်းတွေဖြတ်တယ်ညဘက်ဆိုမောဟိုက်နေအောင်ဖြေးတယ်ဘိုက်ခေါက်တွေကျသွားမလားဆိုပြီးအကျဉ်းရာနဲ့ချီဘိုက်ရိုက်တဲ့လေ့ကျင့်ခန်းတွေလုပ်ကြတယ်ဒါပေမဲ့တကယ်တော့ဘိုက်အစီတွေကျသွားရဲ့လားပို့ပြီးတော့ပင်မနှွမ်းတယ်လားပြီးအစီကတော့ဒီတိုင်းပဲရှိနေတာကိုစိတ်ပြက်ဖွယ်ရတွေ့ရပါလိမ့်မယ်ဒီနေရာမှာကျွန်တော်အမှန်တိုင်းပွင့်ပွင့်လင်းလင်းပြောပြပါရစေတင်ပိုက်မှာအစီတွေစုပုံလာတာဟာတင်အစားတော့မစင်းချင်လို့မဟုတ်ပါဘူးတင်မှာစိတ်သက်ကြန့်ခိုင်မှုမရှိလို့လည်းမဟုတ်ပါဘူးတကယ်တော့တင်ခန္ဓာကိုယ်ရဲ့အတွင်းပိုင်း cell ဒီမှာအင်မတန်အစွမ်းထက်တဲ့ဇီဝကမအပြောင်းလဲတစ်ခုတိတ်တဆိတ်ဖြစ်ပေါ်နေလို့ပါပဲအဲ့ဒီအပြောင်းလဲကိုဆေးပညာရအင်ဆူလင်တုံ့ပြန်မှုကျဆင်းခြင်းလို့ခေါ်ပါတယ်ကဲဒီနေ့ဗီဒီယိုမှာတော့အသက်40ကျော်လာရင်ဘိုက်ခေါက်ဘာလို့ထွက်လာသလဲဆိုတဲ့အဓိကတရားခံကိုအသေးစိတ်ပြောပြပေးသွားမှာဖြစ်ပါတယ်ပြီးတော့ဒီအသက်အရွယ်မှာအတင်းကျပ်အစား short ဆရာမလိုပဲသင်ခလာကိုရဲ့ဇီဝကမဖြစ်စဉ်ကိုပြန်လည်ပြုပြင်ပြီးဘိုက်အစီတွေကိုတဘာဝအတိုင်းအရေးပြောချသွားစေမယ်လက်တွေ့ကြတဲ့နီလန်၄ခုကိုအသေးစိတ်ဆွေးနွေးသွားမှာဖြစ်ပါတယ်ဘိုက်အစီဆိုတာတာမန်အရေးပြအောက်ကအစီတွေနဲ့မတူပါဘူးဘိုက်မှာရှိတဲ့အစီဟာကျွန်တော်တို့ရဲ့အသေးပန်ကရီယာဦးသိန်းဦးမစားတဲ့ကိုယ်တွင်းအင်္ဂါတွေကို report ထားတဲ့အစီဖြစ်ပါတယ်သိပ္ပံပညာရှင်တွေကဒီကိုယ်တွင်းအစီကိုတာမန်အစီပိုတစ်ခုလို့မသတ်မှတ်တော့ပါဘူးသူ့ကိုကိုယ်ပိုင်အစိတ်တောက်တွေရောင်ရင်းစေတဲ့ဟော်မုန်းတွေအမြဲတမ်းထုတ်လွှတ်နေလေအင်္ဂါအစိတ်ပိုင်းအသက်လို့တော့တင်စားကြပါပြီဒါဟာသွေးတူးစီးဒီယူနဲ့နှလုံးရောဂါတွေစီကိုထိုက်ရိုက်သွားနေတဲ့လမ်းမကြီးပါပဲဒါဆိုရင်ဒီအစီဆိုးတွေဘဲကနေရောက်လာတယ်လေကျွန်တော်တို့ခန္ဓာကိုယ်ကိုကြီးမားတဲ့အိမ်ကြီးတစ်လုံးလို့မြင်ကြည့်ကြရအောင်အိမ်ကြီးထဲမှာအခန်းပေါင်းဘီလီယံနဲ့ချီရှိပါတယ်ကျွန်တော်တို့အစားစားလိုက်တဲ့အခါအထူးသဖြင့်ထမင်းခောက်ဆွဲပေါင်မုန့်တို့စားတဲ့ကာဘိုဟိုက်ဒရိတ်တွေစားလိုက်တဲ့အခါခန္ဓာကိုယ်ကအဲ့ဒါတွေကိုသွေးကြိုးထဲမှာတကြားဓာတ်အဖြစ်ပြောင်းလဲလိုက်ပါတယ်အဲ့ဒီတကြားဓာတ်က cell တွေထဲကိုဝင်ပြီးစွမ်းအင်အဖြစ်လောင်ကျွမ်းဖို့လိုအပ်ပါတယ်ဒါပေမဲ့တကြားဓာတ်က cell တွေထဲကိုတူချင်းတက်တက်ဝင်လို့မရပါဘူးသူ့ကိုတကားဖွင့်ပေးမဲ့တောတစ်ချောင်းလိုအပ်ပါတယ်အဲ့ဒီတောကတော့ပန်ကရီယာကနေထုတ်ပေးတဲ့အင်ဆူလင်ဆိုတဲ့ဟော်မုန်းပါပဲကျွန်တော်တို့အသက်20-30တုန်းက cell တကားပေါက်မှာတောပေါက်တွေကအင်မတန်ချောမွေ့ပါတယ်တကြားဓာတ်သွေးထဲရောက်လာတာနဲ့အင်ဆူလင်တောကချက်ချင်းတကားဖွင့်ပြီးစွမ်းအင်အဖြစ်ပြောင်းလဲပြလိုက်တယ်ဒါကြောင့်အဲ့ဒီအသက်အရွယ်တုန်းကဘလောက်စားစားဝမလာခဲ့တာပါဒါပေမဲ့အသက်40ကျော်လာတဲ့အခါမှာတော့ပြဿနာစပါပြီနှစ်ပေါင်းများစွာတကြားဓာတ်တွေအချိုရည်တွေကာဘိုဟိုက်ဒရိတ်တွေကိုအဆက်မပြတ်စားထုံးလာခဲ့တဲ့ဒဏ်ကြောင့် cell တကားမှာတောပေါက်တွေကတန်ကြီးတက်လာပါတော့တယ်အင်ဆူလင်ကတောကိုဘလောက်ပဲလဲတကားကပွင့်မလာတော့ပါဘူးဒါကိုအင်ဆူလင်ကိုဆန့်ကျင်လာခြင်းသို့မဟုတ်အင်ဆူလင် resistance လို့ခေါ်တာပါဒီထားမှာဘာဖြစ်သွားတယ်လဲဆိုတော့သွေးထဲမှာတကြားဓာတ်တွေအများကြီးပိတ်မိနေပါတယ်ခန္ဓာကိုယ်ကဒီတကြားဓာတ်ကိုအစိတ်တောက်တို့ယူဆတဲ့အတွက်ချက်ချင်းရှင်းထုတ်ဖို့ကြိုးစားပါတယ်တကားပွင့်မလာတဲ့တကြားဓာတ်အားလုံးကိုအလွယ်တကူနဲ့အမြန်ဆုံးနေတာဖြစ်တဲ့ဘိုက်တဝိုက်ကကိုယ်တွင်းအင်္ဂါတွေစီကိုပူပြီးအစီအဖြစ်လောင်ပိတ်ပစ်လိုက်ပါတော့တယ်ဆိုလိုတာကသင်ဟာအစီစားလို့ဘိုက်ရွှဲလာတာမဟုတ်ပါဘူးသင်ရဲ့တန်ကြီးတက်နေတဲ့ cell တွေကတကြားဓာတ်ကိုအစီအဖြစ်အတင်းကျပ်ပြောင်းလဲပြနေလို့တာဖြစ်ပါတယ်ဒါဆိုရင်ဒီတောပေါက်တွေကိုဘယ်အရာတွေကတန်ကြီးတက်စေတာလဲလူမသိပဲနေစဉ်လုံးမိနေတဲ့အဓိကအမှား၄ခုရှိပါတယ်နံပါတ်1အမှားစားတောက်မှုပုံစံမှားယွင်းခြင်းကျွန်တော်တို့မြန်မာလူမျိုးတွေရဲ့ထမင်းစားဝိုင်းကိုပြန်ကြည့်ရအောင်ထမင်းပူပူလေးကိုအရင်ဆုံးစားကြတယ်ဟင်းရည်လေးတောက်တယ်ပြီးမှအသားလေးအရွက်လေးနည်းနည်းစားကြတယ်တကယ်တော့ဒါဟာဇီဝကမ္မထစ်စင်ကိုပြောင်းပြန်လမ်းဖြစ်နေတာပါထမင်းကိုဘိုက်ထဲအရင်ဆုံးထည့်လိုက်တဲ့အခါသွေးကြိုပမာဏဟာဒုံးပြန်တစ်စင်းလို့ချက်ချင်းထိုးတက်သွားပါတယ်အဲ့ဒီလိုရုတ်တရက်ထိုးတက်သွားတဲ့သွေးကြိုကိုထိန်းဖို့အင်ဆူလင်တွေအလုံးအရင်ထွက်လာရပါတယ်နေ့တိုင်းဒီလိုမျိုးအတက်အကျအကျန်းနေတဲ့အခါဆဲတွေကပင်မန်းလာပြီးတောပေါက်တွေတန်ကြီးတက်လာပါတော့တယ်အစားအစာအမျိုးအစားတဲ့
စားတဲ့အစီအစဉ်ကတင့်ပိုင်အစီကိုအဆုံးဖြတ်ပြီးနေတာပါနံပါတ်1အမှာကော်တီဇောဟော်မုန်းရဲ့ထောင်ချောက်အသက်40အရွယ်ဆိုလားမိသားစုတာဝန်လုပ်ငန်းခွင်ဖိအားစီးပွားရေးစတဲ့ဖိအားပေါင်းစုံကိုထမ်းဖို့ထားရတဲ့အရွယ်ပါတင်မတိလိုက်တာကတင်စိတ်ဖိစီးမှုခံစားရတိုင်းတင့်ခန္ဓာကိုယ်ကကော်တီဇောဆိုတဲ့အရေးပေါ်ဟော်မုန်းကိုထုတ်လွှတ်နေတယ်ဆိုတာပါပဲရှေးခေတ်တုန်းကတော့ဒီဟော်မုန်းကကြားကြိုက်ခံရမယ်အန်ဒီရဲ့ကနေပြေးဖို့ဆွမ်းပြေးတာပါဒါပေမဲ့အခုခေတ်မှာကြားကမရှိတော့ဘူးတင့်စပွဲပေါ်မှာအလုတ်တွေဘေးတွေအကျွေးတွေကကြားတွေခင်နေပါတယ်ကော်တီဇောကအမြဲတမ်းထွက်နေတဲ့အခါခန္ဓာကိုယ်ကအစာရည်စာပြတ်လက်တော့မယ်အစီအရီကိုဖိုက်မှာစုထားမှဖြစ်မယ်လို့မှားယွင်းစွာတွက်ချက်လိုက်ပါတယ်အဲ့ဒီအခါမှာတင်ရေတောက်ရင်တောင်ဖိုက်မှာအစီအရီစုလာပါတော့တယ်နံပါတ်3အမှာအိတ်ဆက်ခြင်းကိုလစ်လျူရှုခြင်းညဘက်ဖုံးကြည့်နေတဲ့ညနေမှာအိတ်တာဟာဘိုက်အစီကိုတိုက်ရိုက်ဖြစ်စေတယ်လို့ပြောရင်တင်အံ့ဩသွားမလားအရင်မဝတဲ့နေ့ရဲ့နောက်နေ့မနက်မှာစာလောင်စေတဲ့ဟော်မုန်းတွေအစမတန်မြင့်တက်လာပြီးဘိုက်ပြီးကြောင်းသတိပေးတဲ့ဟော်မုန်းတွေကျဆင်းသွားပါတယ်ဒါကြောင့်အိပ်ရင်မဝတဲ့နေ့တွေမှာတကြားပါတဲ့မှုတ်တွေကော်ဖီချိုချိုတွေကိုပဲအလွန်အမင်းစားကျင်စိတ်ဖြစ်ပေါ်လာတာပါနံပါတ်4အမှာကြွက်မားများဆုံရှုံလာခြင်းကျွန်တော်တို့ခန္ဓာကိုယ်ထဲမှာတကြားဓာတ်တွေကိုအများဆုံးစုပ်ယူသုံးဆွဲပေးတဲ့နေရာဟာကြွက်မားတွေပါပဲဒါပေမဲ့အသက်30ကျော်လာတာနဲ့အမျှတစ်နှစ်ကိုကြွက်မား300ခိုင်နှုန်းကနေ900ခိုင်နှုန်းအထိတဘာဝအတိုင်းဆုံးရှုံးလာကြပါတယ်တကြားတွေကိုလောင်ကျွမ်းပေးတဲ့မီးပိုကြီးတွေကတင်းငယ်သွားတယ်ဒါပေမဲ့တင်ကအရင်တုန်းကပမာဏအတိုင်းပဲထမင်းတွေစားနေတယ်ပိုလိုနေတဲ့တကြားတွေကဘိုက်အစီအဖေကိုပဲဓာတ်ရိုက်သွားမှာပေါ့ကဲအခုဆိုရင်ပြဿနာရဲ့ရင်းမြစ်ကိုကျွန်တော်တို့တေချာနားလည်သွားကြပါပြီဒါဆိုရင်တန်ကြီးတက်နေတဲ့ cell တော့ပေါက်တွေကိုဘလို့ပြန်ချောမွေတောင်းလို့မလဲဘိုက်အစီတွေကိုဘလို့အရေးပြိုစေမလဲဆိုတဲ့လက်တွေ့အသုံးချရမယ့်နီလန်းလေးခုကိုဆက်သွားကြရအောင်အဆင့်1စားတောက်မှုပုံစံကိုပြောင်းပြန်လန်လိုက်ပါအစာလျှော့စားစရာမလိုပါဘူးစားတဲ့အစီအစဉ်ကိုပဲပြောင်းလိုက်ပါထမင်းစားထိုင်လိုက်တာနဲ့ထမင်းကိုအရင်မစားပါနဲ့ပထမဆုံးအမြင့်ထက်ဖြစ်တဲ့ဟင်းတီးဟင်းရွက်ကြော်သို့မဟုတ်အရွက်ပြုတ်ကိုအရင်စားပါဒုတိယအနေနဲ့ပရိုတင်းဖြစ်တဲ့အသားငါးဥတခုခုကိုစားပါတတိယနောက်ဆုံးမှသာထမင်းကိုစားပါဒီလိုစားလိုက်တဲ့အကြောင်းအရင်ဆုံးရောက်သွားတဲ့အမြင့်တက်တဲ့ပရိုတင်းတွေကနောက်မှရောက်လာမဲ့ပကြားဓာတ်တွေကိုသွေးကြိုးထဲမှာအမြန်မြောက်အောင်အကာအကွယ်ပေးလိုက်ပါတယ်နံပါတ်1ပန်းတီးရှာပြကအရေးရမော်စွမ်းအစာမစားခင်7မိနစ်လောက်တော့မှရေတကွက်မှာပန်းတီးရှာပြကအရေးလက်ဖက်ရည်စွန်းတစ်စွန်းလာနေ2စွန်းလောက်ထည့်တော့ပေးပါသူ့မှာပါတဲ့အဆီပီအက်ဆစ်ကကျွန်တော်တို့စားလိုက်တဲ့ကာဘိုဟိုက်ဒရိတ်တွေကိုဖြိုဖွဲတဲ့အင်ဇိုင်းတွေကိုနှေခွေစေပြီးကြွက်မိုင်းတွေကတကြားတဲ့ကိုပိုမိုဆုပ်ယူနိုင်ဖို့ကူညီပေးပါတယ်နံပါတ်3အစာစားပြီးတိုင်း10မိနစ်လမ်းလျှောက်ပါညစာစားပြီးသွားရတဲ့ TV ရှေ့မှာထိုင်တာတွေကဘိုက်အစီအတွက်အဆိုးဆုံးပါပဲအစာစားပြီးချိန်မှာတင်က10မိနစ်သို့မဟုတ်20မိနစ်လောက်ခက်သက်သက်လမ်းလျှောက်ပေးလိုက်မယ်ဆိုရင်တင်ရဲ့ခြေထောက်ကြွက်မားတွေကသွေးကြောထဲမှာလက်လေးနေတဲ့တကြားဓာတ်တွေကိုအင်ဆူလင်လုံးဝမလိုပဲဓာတ်ရိုက်ဆုပ်ယူသုံးဆွဲပေးလိုက်ပါတယ်နံပါတ်4 aerobic ထက်ကြွက်မားတိဆောက်ပါပြေးဆက်ပေါ်မှာနာရီပေါင်းများစွာပြေးနေတာကိုရက်လိုက်ပါအဲ့ဒီအစားတပတ်ကို2ရက်သို့မဟုတ်3ရက်လောက်ကြွက်မားတွေကိုအားပြုတဲ့လေ့ကျင့်ခန်းတွေလုပ်ပါကြွက်မားများလေးတင်အနားယူနေတဲ့အချိန်မှာတော့အစီတွေအားလုံးလောင်ကျွမ်းနေလေးဖြစ်မှာပါအနစ်ချုပ်ရမယ်ဆိုရင်တော့အသက်40ကျော်လာတဲ့အခါဘိုက်ရွှဲ့လာတာဟာတင်အစားအစာမစင်ချင်လို့မဟုတ်ပါဘူးဒါပေမဲ့သတင်းကောင်းကတော့ဒီဇီဝကံမှာပြောင်းလဲကိုကျွန်တော်တို့ပြန်လဲပြုပြင်လို့ရပါတယ်အတင်းထက်အကက်ခန်းစရာမလိုပါဘူးဒီနီးလန်းတွေကိုသုံးမယ်ဆိုရင်တင်ရဆဲတွေဟာအသက်20အရွယ်ကလို့ပြန်လဲနူးပြိုချောမွေလာပြီးဘိုက်ကအစီတွေဟာတဘာဝအတိုင်းတဖြည်းဖြည်းအရေးပြိုကျဆင်းတော့မှအသေးကြပါတယ်ဒီနေ့ကျွန်တော်မျှဝေခဲ့တဲ့အကြောင်းအရာတွေဟာတဲ့အတွက်တကယ်ပဲတန်ဖိုးရှိပြီးလက်တွေအသုံးချမယ်လို့ယုံကြည်ပါတယ်တဲ့ရဲ့နေစဉ်ဘဝမှာဒီအချက်လေးတွေကိုစတင်ကျင့်သုံးကြည့်ပြီးဘလောက်ပေါ့ပါလာတယ်လဲဆိုတာကို comment မှာပြန်လဲဝေမျှပေးဖို့ဖိတ်ခေါ်ချင်ပါတယ်နောက်တစ်ပတ်ဒီမှာတော့စိတ်ဝင်စားစရာကောင်းတဲ့ကျမ်းမာရေးနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုဆက်လက်တင်ဆက်ပေးသွားမှာဖြစ်လို့ဒီ channel လေးကို subscribe လုပ်ထားဖို့မမေ့ပါနဲ့ဦးအားလုံးပဲ insulin တုံ့ပြန်မှုတွေကောင်းမွန်ပြီးဘိုက်အစီကင်းစင်တဲ့ကျန်းမာပျော်ရွှင်သောဘဝကိုပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာကျေးဇူးတင်ပါတယ်